အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဘာကိုရှင်းပြနေလဲဆိုတော့ firewall ဆိုတာဘာလဲဆိုတော့ကျွန်တော်ရှင်းပြနေပါတယ်အဲ့တော့ firewall ဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့တွေနောက်အဓိကကျွန်တော် target ထားတာကတော့ဒီ network engineer အဲဒီမှာပေါ့အခုဒီ network လောကကိုစားတဲ့လူငယ်တွေပေါ့နော်ဒီ network engineer တွေပြီးလို့ရှိရင် network security ဘိုင်အောင်စားလေ့လာနေတဲ့လူတွေအတွက်ကျွန်တော်ရည်ရွယ်တာဖြစ်ပါတယ်တချို့တွေဆိုလို့ရှိရင် firewall certificate ရသွားတာတော့ firewall ဘာမှမသိရမျိုးကျွန်တော်တွေ့ရတယ်ပေါ့နော်အခုဒီအကြောင်းလေးတွေကိုကျွန်တော် weekly ဖြစ်နိုင်ရင်ကျွန်တော်အပတ်စဉ်စူးစမ်းပြီးတင်ပေးသွားမယ်အဓိက theory ကိုကျွန်တော်ရှင်းပြရဲဆိုတာထက်ကျွန်တော်ကဒီ production မှာဘယ်လိုအလုပ်လုပ်ကြလဲကျွန်တော်တို့ဘယ်လိုအလုပ်လုပ်နေကြလဲဆိုတာမျိုးကိုကျွန်တော်ကအဓိကထားပြီးရှင်းပြသွားမယ်ပြီးတော့ဒီနေ့ကတော့အဲ့ဒီအဓိက production အကြောင်းတွေထက် firewall ဆိုတာဘာလဲဆိုတာလေးကိုကျွန်တော်အတူတူလေးရှင်းပြသွားမယ်အဲ့တော့ firewall ဆိုတာဘာလဲဆိုတော့ကျွန်တော်လူတိုင်းနားလည်သွားအောင်ပေါ့နော်အဓိကကတော့ကျွန်တော်တို့စီးပွားရေးလုပ်တဲ့လူတွေလည်းနားလည်သွားအောင်ကိုယ့်ရဲ့ဒီ network ကြီးကပေါ့နော် network ကတကယ်ကိုပဲလုံလားဆိုတဲ့အကြောင်းလေးပေါ့နော်စဉ်းစားလို့ရသွားအောင် firewall ဆိုတာဘာလေးလဲပဲကျွန်တော်အတူတူလေးရှင်းပြပါမယ်အဲ့တော့ကျွန်တော်လည်းဆက်ကြည့်လိုက်အောင်အဲ့တော့ firewall ဆိုတာကဘာလဲဆိုတော့ကျွန်တော်ပြောရင် firewall ဆိုတော့ကျွန်တော်တို့ဘယ်လိုရှင်းပြရမလဲဆိုတော့ immigration ကအာဒီဒီလင်းနဲ့တနေရာသွားရင်ကျွန်တော်တို့ရဲ့အိတ်တွေကိုစစ်တဲ့နေရာလို့ပြောရင်ကောင်းမလားဒါမှမဟုတ် security gate လို့ပြောရင်ကောင်းမလားကျွန်တော်တို့ဒါ security gate ကြီးရှိတယ်ပေါ့နော်အဲကျွန်တော် security gate တစ်ခုရှိတယ်အဲ့တော့ကျွန်တော်ဒီဘက်မှာလူတွေကတန်းစီစောင့်ရတယ်ပေါ့နော်ဒီ security gate ပေါ့ security gate ပေါ့နော်ဒါအဲ့တော့ဒီဘက်မှာကျတော့ဒါ scan ဖတ်တဲ့ area ရှိတယ်ဟုတ်တယ်မလားကျွန်တော်ပစ္စည်းကို scan ဖတ်တဲ့ area ရှိတယ်ဒီမှာဘုံကြီးဆိုပြီး scan လုပ်ထားပါမယ်ပစ္စည်းဒီမှာ area တွေပုံမှာတင်ရတာပါညာပေါ့သွားအိတ်ပေါ့ဗျာအဲ့တော့ဒီဘက်မှာဒီတဲ့လိမ့်ပြီးတော့ roller ကြီးနဲ့ထဲဝင်သွားတာပေါ့နော်ဒီမှာ scan ဖတ်နေရတာပေါ့ဒီဘက်မှာတော့ဆရာကြီးတွေထိုင်ပြီး show နေတာပေါ့ဒီမှာပါညာထိုင်ပြီးတော့စွမ်းနေအောင်ဆန်းပြေဒါဆိုဒီကျွန်တော်မြင်ရရင်ကျင်းနေပြောတယ်မှာဒါ monitor ကြီးပေါ့နော် monitor ဒါ show နေတာသူကဘာညာပေါ့အော်တိုလေးစောင်းပြီးရမှာသွားအဲ့တော့အဓိကဒါကတော့ machine ပေါ့နော်ဒါ machine ဒီက machine ဒီထဲမှာသူကဒီဟာကိုဒီ device ကဝင်သွားဒီ sorry ဒီက device ကြီးပေါ့နော်သူ monitor လုပ်တာပေါ့သူ monitor လုပ်တာဟောဒီနေရာမှာဒါကတော့ security ဝင်gate ကြီးပေါ့နော်အဲ့တော့ဒီမှာလူတွေပေါ့နော်ဒီမှာလူတွေရှိတော့မယ်ဒီမှာဝင်ကြမယ်ပေါ့နော်အဲ့တော့ security gate ဆိုတာဒီဟာဒီပါလဲဒါကတော့ဒါကျွန်တော်တို့ရဲ့ဒီ building ပေါ့နော်ဒါကိုရဲ့ဒါ department တွေလည်းရှိမယ် department A အဲ department A ပေါ့နော် department B ပေါ့နော် department C ပေါ့အဲ့တော့ဒီ department တွေကိုမဝင်ခင်ဟိုကဒီလူကိုကျွန်တော်တို့ကစစ်ရတယ်ဆိုတဲ့သဘောပဲပေါ့နော်ဒါလွယ်ပြောရရင်တော့အဲ့တော့ဒီလူတွေဒီလိုဝင်လာမယ်ဝင်လာလို့ရှိရင်ဒီလူမှာလက်နက်တွေပါလားသေနတ်တွေပါလားကိုယ့်ကိုချင်းချောက်မဲ့ threat ရှိလားပေါ့နော်ပြီးလို့ရှိရင်ဒီထဲမှာဘုံတွေပါလားတခြားပောက်ကွဲစေတဲ့ပစ္စည်းတွေပါလားဒီဟာကိုစစ်တာဒီဟာကိုစစ်တဲ့ process ကြီးပေါ့နော်ဒါကိုစစ်တဲ့ဒီ process ကြီးဒီ department တွေကိုဒီလူကသွားပါမယ် department ဒီလူတွေကိုသွားပါမယ်ဒီကိုသွားမယ်မသွားဘူးပေါ့နော်ဒီထဲကိုသွားမယ်ဒီထဲကိုမသွားဘူးဒီထဲကိုသွားမယ်ဆိုတာတွေဒီ process ကြီးတစ်ခုလုံးကိုကျွန်တော်တို့ကဒီ process တစ်ခုလုံးကိုခြုံပြောရင်ဒီ process တစ်ခုလုံးဒီအလွယ်ပြောရင် firewall ဗျဒါဒီ firewall အဲ့တော့ firewall ဆိုတာဘာလဲဆိုတော့ security gate တစ်ခုပဲ security gate စစ်တဲ့လူပဲကျွန်တော်တို့ဒါအဲ့ဒီဟာကအဲ့ဒီ logic ကဘယ်လိုသွားသုံးတာလဲဆိုတော့ကျွန်တော်တို့ဒီ network တစ်ခုပေါ်မှာကျွန်တော် IT က network တစ်ခုပေါ်မှာအဲ့တော့ဒါကိုကျွန်တော်ဒီဘက်မှာထပ်ဆွဲပြီးတော့ပြောပြရလို့ရှိရင်ဥပမာကျွန်တော်တို့ကျွန်တော်တို့ရဲ့ဒါ internet network ပေါ့နော်ဒါကျွန်တော်တို့ internet network ဒါမှမဟုတ်လို့ရှိရင်ဒါဆေးကန်းသို့မဟုတ်ဆေးရုံတစ်ခုပေါ့နော်ဒါဆိုရင်ဒါ clinic ပဲထားပါတော့ဟုတ်ဒီ clinic မှာရှိတဲ့ဒီမှာ computer တွေရှိမယ်เนาะသူဒီ patient တွေရဲ့ဒါ user တွေရှိမယ်ပေါ့နော် patient တွေရဲ့ data တွေရှိမယ်တော့ဆရာဝန်တွေကသုံးတယ်ပေါ့နော်ဆရာဝန်တွေကဒီမှာဒီ computer ထဲမှာရိုက်ထည့်တယ်ဒါပြလို့ရှိရင်ဒီ prescription တွေနဲ့ဒါဒီဆေးစာတွေနဲ့ဒါတခြားဟိုဟာတွေကို
တခြားဒီစေကန်းတွေနော်စေယုံတွေပြီးလို့ရှိရင်ဒီအစိုးရနဲ့ချိတ်ဆက်ထားတဲ့ကျန်းမာရေးချက်လက်တွေပါညာတွေရှိမယ်လူစားတွေရဲ့ဒီပြော user တွေ patient တွေရဲ့အချက်လက်တွေလည်းရှိမယ်အဲ့တော့ဒီဟာကိုဒီ clinic တစ်ခုရဲ့ network ပေါ့နော်ဒါ network ဆိုတော့သူတို့ကဘာလုပ်လဲဆိုတော့သူတို့ကအဲ့လိုမျိုးသုံးမှုတော့ဆိုရင်သူတို့မှာ internet လို့ right ဆိုတော့သူတို့မှာဒါ Tesla ပဲဖြစ်ဖြစ် Optus ကပဲဖြစ်ဖြစ်ပေါ့နော်Tesla ဖြစ် Optus ကပဲဖြစ်ဖြစ်ပေါ့နော်ဒါ internet provider ပေါ့နော် ISP ပေါ့ကျွန်တော်တို့ internet service provider ISP တွေကနေတစ်ဆင့်ကျွန်တော်တို့က internet wifi router တစ်လုံးရှိမယ်ပေါ့နော်ဒါ internet wifi router ပေါ့နော် wifi ဒီကတော့ wifi တော့ကျွန်တော်တို့မသုံးဘူးပေါ့နော်ဒါကျွန်တော်အကုန်လုံးနားလည်အောင်ပြောတာပေါ့နော်ဒါ router ပေါ့ router ရှိတယ်အဲ့ router ကနေဒါ internet ကနေပေါ့နော်ကျွန်တော်တို့ internet လို့ဒီလိုမျိုးသုံးကြတယ်ပေါ့ကျွန်တော် internet ကနေပေးထားတယ်ဒီ router ကနေမှတစ်ဆင့်ကျွန်တော်တို့ကဒီမှာ switch တွေခံမယ် right switch တွေခံမယ်ဒီမှာဒီကို connect လုပ်မယ်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 အဲ့တော့ internet ဆိုတာကြီးကကျွန်တော်တို့ကကြတော့ဒါ trust မဖြစ်ဘူးဟုတ်တယ်မလား trust မဖြစ်ဘူးဟိုလူဆိုးပေါင်းမြောက်များစွာရှိတယ်ဒီမှာ scan လုပ်နေကြတာဒီမှာ scan လုပ်နေကြတာလူဆိုးတွေကလူဆိုးကိုကျွန်တော်ဘယ်လိုဆွဲရင်ကောင်းမလဲလူဆိုးဒါလူဆိုးပေါ့anyway တော့ဒီလူဆိုးတွေကဒီမှာ scan လုပ်နေကြတယ်ဒီ network ကိုငါဝင်လို့ရလားပေါ့နော်ဒါလေးကိုကျွန်တော်လိုလိုက်ဒီ network ကိုငါဝင်လို့ရလားပေါ့ငါဝင်လို့ရလားငါ attack လုပ်လို့ရမလားသူတို့ data တွေငါယူသွားလို့ရမလားဒီဟာမျိုးကိုကျွန်တော်တို့တွေက prevent လုပ်ချင်တဲ့အတွက်ကျွန်တော်တို့ကဘာ device ကြီးခံလိုက်လဲဆိုတော့ဒီfirewall ဆိုတဲ့အရာကြီးကိုကျွန်တော်တို့တွေကခံလိုက်တယ်ဒီမှာရော firewall ကြီးအဲ့မှာခံလိုက်အောင်အဲ့တော့ firewall ကြီးခံလိုက်တဲ့အတွက်ခုနကကျွန်တော်ပြောတဲ့ security concept အရာပြောလို့ရှိရင်ခုနကဆရာကြီးတွေ attack လုပ်တော့မယ်နော်ဒီဘက်ကလူဆိုးတွေ attack လုပ်တော့မယ်ဆိုလို့ရှိရင်ဒီက firewall အေးမင်းကမင်းမဝင်နဲ့မင်းဝင်မလာနဲ့ okay မင်းကိုပေးမဝင်အောင်တော့တယ်ငါတို့ဒုက္ခရောက်မယ်ငါတို့ဒီကဆရာကြီးတွေဒုက္ခရောက်မယ်ပေးမဝင်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီဘက်မှာအဲ့ချိန်ကျမှဒီ user တွေကဒီကိုမှ product လောက်ထားတဲ့အတွက်ပေါ့နော်ဒီမှာ user တွေကအမဲပြုံးနဲ့ပြုံးပြုံးနဲ့သူတို့တွေက smiley face ဟော yep smiley face အဲ့တော့သူတို့တွေကပြုံးနဲ့အလုပ်လုပ်နိုင်မယ်အဲ့တော့ဒါဒီကျွန်တော်က firewall ဆိုတဲ့အကြောင်းပဲပြောတာတကယ်တော့ firewall ကိုကျော်သွားနိုင်တာတွေလည်းအများကြီးပဲပေါ့နော်အဲ့တော့ firewall ဒီ layer တစ်ခုပဲ security gate တစ်ခုပဲအဲ့တော့ကျန်တဲ့နေရာတွေမှာတက်ရလို့ရှိရင်ဥပမာဒီအပေါ်ကနေရာမှာပြောလို့ရှိရင်ဒီထဲကိုလာမယ်ဟေးဆိုလို့ရှိရင်ဒီမှာ CCTV တွေရှိတယ်ဗျာနော် CCTV တွေရှိမယ်နော်ပြီးလို့ရှိရင်နောက်တစ်ခုဘာတွေရှိမလဲ ID card တွေရှိမယ်ဒီလူမှာသူ့မှာ ID card လေးတွေပါလာမယ် ID card လေးတွေပါလာမယ်ဒီလူတွေမှာလည်း ID card လေးပါလာမယ်အဲ့လိုမျိုး layer အဆင့်ဆင့်နဲ့ယုံကြည်ရအောင်မှာ fingerprint တွေသုံးတယ်ဟုတ်တယ်မလား fingerprint တွေနဲ့ဒီ access တွေ door access တွေကိုကျွန်တော်တို့ဝင်မယ်ဥပမာမျက်လုံးတွေနဲ့ဒီ eye scan နဲ့ကျွန်တော်တို့လုပ်ပြီးတော့ဒီ door တွေကိုဝင်မယ်ဒီ department ကိုသွားမယ်အဲ့လိုပဲဥပမာဒီ ID card ကလည်းဒါ department A ကလို့သတ်မှတ်ထားပြီးဆိုရင်ဒီလူဒီ department A ကိုပဲသွားရမယ်ဟုတ်တယ်မလားဒီလူ department B ကိုမသတ်မှတ်ထားတော့ department B ကိုသွားရအကြောင်းမရှိဘူးအဲ့လိုပဲ contractor တွေရှိမယ်ဗျာ sub contractor တွေရှိမယ် contractor တွေကလာမယ်ဟေးဆိုလို့ရှိရင်ကဲပြီးတို့ကဒီ department မှာမဟုတ်တို့ကဒီ gas location မှာပဲနေရအောင်မယ်ဆိုလို့ရှိရင်တို့ကဒီကိုဖြတ်ပြီးရင်ဒီ gas ကိုပဲသွားရမယ်အဲ့တော့ firewall ဒီလည်းအဲ့ဒီအတိုင်းပဲအဲ့တော့ဟိုဒီဘက်က user တယောက်ကပေါ့နော်ဒီဘက်က user တယောက်ကဒီ data ကိုသုံးနေတယ်ဟေးဆိုလို့ရှိရင်ဒီ firewall ဖြတ်ပြီးတော့ဒီ user ဒီ legit ဖြစ်တယ်ပေါ့နော်တကယ် legit ဖြစ်တယ် legit ဖြစ်တဲ့ user တယောက်ဆိုလို့ရှိရင် okay သူဒီ okay ချက်မယ် or okay this guy is correct go to this user for example အဲ့ဒီ user ကိုသွားမယ်ဆိုပြီးတော့ဒီ firewall အလုပ်လုပ်တာအဲ့တော့ firewall ဒီ business တစ်ခုအတွက်အရန်အရေးကြီးတယ်ပြီးတော့ဒီ firewall ကဒါကြောင့်ထားတာပါဆိုတော့ကိုကျွန်တော်တို့ network engineer တွေ network security နဲ့ပတ်သက်ပြီးတော့စာလုပ်တဲ့လူတွေကနားလည်ရမယ်အဲ့တော့ဒီဟာ firewall က yeah လွယ်လွယ်ပြောရင် threatတွေ prevent လုပ်တယ်ပြီးရင်ဒါဒီလူကို allow လုပ်တယ် allow မလုပ်ဘူးဒီဟာမျိုးထက်ကျွန်တော်တို့ကဒါအလွယ်ပြောတာထက်ကျွန်တော်တို့ပုံနဲ့နဲတယ်ပေါ့နော်အဲ့တော့ဒီကအရန်ရေးပါတဲ့ကဏ္ဍကျွန်တော်တို့ဘယ်လိုပြောမလဲဒီကျွန်တော်မှာ security framework တွေရှိတယ် compliance အတွက်ပေါ့နော်မှာ HIPAA ပေါ့နော်ဒီဟာနဲ့ဆိုလို့ရှိရင် PCI-DSS မဟုတ် HIPAA နဲ့တွေ့နော်ကျွန်တော်မောင်းဆိုဒီ healthcare နဲ့ပတ်သက်တဲ့ဒီ identity တွေနဲ့ပတ်သက်တဲ့ဟဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကသူတို့လိုအပ်တဲ့ကိစ္စပေါ့နော်လိုအပ်တဲ့ firewall လိုအပ်တဲ့ device တစ်ခုပေါ့နော်ကို network တစ်ခုမှာထားရမယ်ပေါ့နော်ဒီ compliance ဖြစ်အောင်
အဲ့တော့ yes အဲ့တော့ firewall ဒီကျွန်တော်နောက် firewall နဲ့ပတ်သက်တဲ့ဟာမျိုးကိုကျွန်တော်ဒီ channel မှာကျွန်တော် vector 8မှာကျွန်တော်ကြုံလို့တင်ပေးမယ်ဒါကတော့ကျွန်တော် high level လေးပြောတာဒီ high level တော့ကျွန်တော်10မိနစ်လောက်ကြာသွားပြီလို့ထင်တယ်10မိနစ်လောက်ကြာရင်မှလည်းကြာလိမ့်မယ်အဲ့တော့ yep ဒါဒီ firewall ပါအဲ့တော့firewall တစ်ခုအကြောင်းသိသွားပြီဆိုတော့ firewall နောက်ဘယ်လိုလုပ်လဲဆိုတဲ့ဟာလေးကိုကျွန်တော်နောက်ဗီဒီယိုလေးမှာရှင်းပြဖို့အတွက်ဆက်လက်ဆောင်မြှုပ်ပေးပါအားလုံးပဲကျမ်းမာချမ်းသာပါစေ see you bye